Wow noise cancellation ရရှေးတခြားကဘာကိုရောက်သွားသလိုပဲဒီနေ့ဘာကို unbox လုပ်မှာလဲမှန်အောင်ပြောနိုင်မဟုတ်ဝယ်ကြည့်မယ်ဘယ်လိုလဲပြောနေရကြပါတယ်ကွာဖောက်လိုက်တော့ဖောက်ရအောင် I did it! Ta-da! JBL is my love. ဟုတ်ပါတယ်ပြီးခဲ့တဲ့ Father's Day sales နဲ့ JBL က No1 M2 headphone လေးကို Father's Day special sales နဲ့$149 plus tax နဲ့300ကျော်တန်ကို 55% off နဲ့ JBL No1 M2 လေးကိုရခဲ့တာပါဆက်ပြီးတော့ဖောက်ကြည့်မယ်နော် packaging လေးက all black နဲ့အရင်ဦးမှာလုံးဝ luxury vibe နော်တော့ရင်လွယ်လွယ်ကူကူတည်သွားလို့ရမယ် case design လေးနဲ့ဒီကလေးကချစ်ချစ်လက်လက်ကလေးနဲ့အထီးတွေလေးကနူးနူးညံ့လေးခံစားရတယ်ဆက်ပြီးတော့ဖွင့်ကြည့်လိုက်ရအောင်နော်သူကလေheadphone ရဲ့မိုးပုံစံလေးလောင်းထားတဲ့အခါကျတော့ခုနဲ့တခုပုတ်တိုက်ပြီးတော့မှအစိမ်းရထင်ပါတယ်ထိခိုက်ပါတယ်မပူရဘူးပေါ့နော်ပြီးတော့သူက matte black ဖြစ်တဲ့အတွက်ကြောင့်မလို့ fingerprint မဖြစ်စေပါဘူးကိုသုံးတဲ့ခါကျမှဒီလိုမျိုးလေး twist လုပ်ပြီးတော့မှနားနဲ့ကိုနားနဲ့ချိန်ပါနော်ဒီမှာ headphone ရဲ့ထုံးစံတိုင်းခေါင်း size နဲ့ချိန်လို့ရမယ် adjuster လေးပါမယ်အသုံးပြုပုံစာအုပ်တွေအသစ်မဲ့ကြိုးတွေပါမယ်စမ်းခေါင်း size နဲ့တော့ adjust လုပ်ပြီးသွားပြီတစ်ချက် try ကြည့်လိုက်မယ် wow တက်လိုက်တာနဲ့သူ့ရဲ့ထူးခြားတဲ့ noise cancellation ကြီးကကဘာတစ်ခုကိုရောက်သွားတယ်လုံးဝအပြန်း noise တွေဘာမှမကြားတော့ ANC ကတော်တော်ကောင်းပါပဲ I love that JBL 21 M2 မှာလေအတွင်းမှာမိုက်နှလုံးအပြင်မှာမိုက်နှလုံးပါတယ်လူစကားပြောတဲ့နေတာမကလေရင်ပေါ်မှာလေ engine အတန်လေးကိုလည်းသူကကောင်းကောင်းကိုဖျောက်ပေးတယ် battery ကုန်သွားရင်တော့ ANC noise cancellation မှုကို on ထားလို့ရတယ်သင်စီးပြီးတော့ခရီးခဏခဏထွက်တတ်တဲ့သူတွေအတွက်ရှင်းတယ် JBL 21 M2 ကိုဘယ်လိုပဲဝယ်တင်လဲဆိုတော့ခရီးခဏခဏထွက်တတ်တဲ့သူတွေပြီးတော့ဖုန်းခဏခဏအကြာကြီးပြောတတ်တဲ့သူတွေပြီးတော့ bass တန်ကိုမှကြိုက်တတ်တဲ့ JBL fan တွေကတော့ဒီ 21 M2 ကိုဝယ်တင်ပါတယ်ဘယ်လိုလူတွေ JBL 21 M2 ကိုမဝယ်တင်ဘူးလဲဆိုတော့ gin ဆော့တဲ့သူတွေပေါ့နော်ချွေးဆိုရေဆိုတန်ကို तू ကမခံနိုင်တဲ့အတွက်ကြောင့်မလို့ဆော့တဲ့သူတွေအတွက်ဒီ JBL M2 ကိုဝယ်ဖို့တော့မသင့်ပါဘူး ANC လို့ခေါ်တဲ့ noise cancellation ကိုဒီထက်ကျန်းလာမှလိုချင်တယ်ဆိုလို့ရှိရင်တော့ Sony တွေကရွေးချယ်တင်ပါတယ်ဆန်ကတော့ဒီ JBL 21 M2 လေးကိုပြီးခဲ့တဲ့ Father's Day special sales နဲ့ 55% off နဲ့တက်ခဲ့တာဖြစ်ပါတယ်ဒီနေ့ JBL 21 M2 လေးရဲ့ unboxing video လေးကတော့ဒီလောက်ပါတယ်ဒါကတော့ဆက်ပြီးတော့သူ့မှာပါတဲ့ function တွေကိုဆက်ပြီးတော့သုံးကြည့်ရအောင်နော်အဆုံးထိကြည့်ပေးတဲ့ဇန်ရဲ့ driver တွေရော JBL fan တွေရောအားလုံးကိုကျေးဇူးတင်ပါတယ်လို့ဒီ unboxing video လေးကနေပြောလိုက်မယ်နော်